ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ horror game ဆော့မှာမဟုတ်ပဲကျွန်တော်တစ်ခါမှမဆော့ပြခဲ့ဘူးတဲ့ game ပေါင်း900မကတော်ဟောက်ပါတယ် Roblox တွေက Berry Prison Run OB ဆိုတဲ့ tower game လေးကိုဆော့မှာပဲဖြစ်ပါတယ် Okay ကြာတော့ကျွန်တော်ထားရတဲ့ချုပ်ကန်းပေါ့နော်ချုပ်ကန်းထောင်ပေါ့နော်ထောင်လို့လာပြောတာပါတော်တော်လေးတော့တားနာရှေ့မှာတော့ကျွန်တော်စောင့်နေဦးလေးရရှိတယ်ပြင်မှာနေတာမှနေကြမရှိဘူးမောထောင်ထဲမှာနေအေးအေးပဲအတတနာနာပဲကြောက်တယ်ဆိုတော့ထောင်ထဲမှာနေရမှာမသိဘူးစိတ်ကူးပြအောင်အာဒါမှဖြစ်သေးပါဘူးငါအပြင်ထွက်ပြီးတော့စောက်လို့စောက်ကန်ရှာအောင်ဟာရောအဲ့အတွက်ကြောင့်ငါလှုပ်ရှားပြီးတော့ငါထောင်းထွက်ပြီးတော့လှုပ်ရှားပြီးတော့ငါကောင်းအောင်စူးစမ်းရမယ်အဲ့လိုရငါထောင်းနေထွက်အောင်ဟိုကနေလောစင်တူကဒီမှာမြပြထားတယ်ဗျအဲ့မြတဲ့ကျွန်တော်ပြေးရမယ် what the fuck ပြေးအောင်ပြေးရတယ်ဗျပြုတ်ကြသေးဝဲရန်ဒါအစမလို့ဒါအစမလို့ဒီခါဆိုရပြီကျွန်တော်စောနာအစမလို့ဒါဒီခါဆိုရကြည့်လိုက်တော့နောက်ဆိုပြုံးကြတော့မင်းဒီမှာခလုတ်နေလိုက်တယ်ကွာဘိုင်ဖြစ်ပါအော်ဒီမှာကျွန်တော်ဓာတ်ထွက်လာလားတက်ဒါမျိုးရတော့ပြုတ်ကြအောင်ကွာမင်းငါဆရာရွေးဟုတ်တယ်မလားဟုတ်တော့ငါဆရာရွေးအဲ့လိုကြောင့်ပြုတ်ကြအောင်ပေါ့နင်းကဒီမှာကွာယူရမှာဟုတ်ပါကွာယူရမှာ what the fuck အော်မဟုတ်ဒီမှာကွာယူပြီးတော့ဒီရှိရအောင်ဖြစ်အဲ့လိုမျိုးထောင်းဖောက်ချင်းဒီငါခွန်းထောင်းဖောက်ချင်းဒီဘာလို့လုံးဝမသိဘူးပြတ်နာပြီညောအော်ရောရှေ့မှာဦးရေး what the fuck ရှေ့မှာဦးရေးရအာရောဒါဆိုရင်ငါခလုဘာလုံးမတော့မသိရနေလိုက်ဒါဆိုရင်ငါနေခဲ့ခန့်ရဲ့ပြင်မဲ့ပဲနော်ဟုတ်တယ်အဲ့ပြင်မဲ့ရောက်လာပြီမစိုးဘူးငါတော်လေးတော့ရောက် what the fuck ငါဖမ်းမိပါပြန်စားအစိုးမစိုးဘူးတော့ငါဖမ်းတော့ငါပြန်စားမိုက်အောင်နေတော့ပြန်ရောက်တော့ဘာဖြစ်ငါပြေးရမယ်ရောဘာလို့တော့ပတိရောကွာငါ့ကိုတောင်းတော့မိမှာမဟုတ်ဟုတ်တယ်မလားအူရေးကြီးခင်ဗျအဲ့လိုမျိုးမမိသူစိတ်တူသွားအဲ့လိုမျိုးမမိရရောလိုက်ဖမ်းမနေနဲ့တော့ပြေးတော့မှဒီထောင်းနေပြီးချုပ်ကပြေးတော့ယူထခုံခေါ်ပြီးတော့ဒီလိုတော့โอเคအမကျွန်တော်ဒီမှာကိုယူလာအောင်တပောက်ဆုံးငါထောင်းကနေပြေးမရောက်အောင်ကွာစားသေးတောက်စေးကရှိသေးဆိုထောင်းထဲမှာမျိုးကိုလေးရှိအမျိုးကဒီမှာမင်းကလေးနာဝင်လို့မရမင်းကလေးနာလာမဒီဝင်လို့မရကွာတော်ရွာဒါဆိုရင်ဒီရှေ့အင်တာဗျူးပဲဝင်ကြည့်လိုက်တော့ပါရှိအိုးဒီမှာကျွန်တော်ခေါ်ပြားရှိရပဲအာတီကိုရနဲ့ကျွန်တော်တူးပြီးတော့ချာနေအောင်တွားလို့ရရွယ်ကွာဆိုရင်တော့ကျွန်တော်ပေရောက်ပါလေအေးဒီမှာထောင်းရေးပေပဲလေးတော့မတီးဘူးရဒီမှာရှော်ရီဒီနဲ့ဘာဖြစ်ကွာငါတာရုပ်တက်စွန်ပြီးတော့ခုံကူးသွားမှထောင်းရေးပြေးမဲ့ကိုရောက်နိုင်မှာပေါ့ဘာဖြစ်လိုချင်တာရှိရင်တော့ခုကိုစွန့်စားရမှာဟုတ်တယ်မလားညောဒါခုံဒီရှေ့တကူအဲ့နေရကွာကျိုးမဲ့ကိုတန်းခုံမရအောင်ရော့ငါတီးနေမလားငါကြိုးတီးနေအဲ့မျိုးကြငါတော်တယ်အဲ့မျိုးကြငါကြိုးတီးနေဒီမှာကိုကောက်မှာရပါဘာလို့ဆိုဒီမဲ့ရနေငါဝယ်စားဖို့ရှိသေးတယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ကိုကောက်မှာရမယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ဆွမ်းအိုးဒီမှာလုံးတော့ညတော့စောနာမှာအဲ့လိုမျိုးအတန်ကြားလိုက်ပါရဲ့တော့ငါတခုဝါတဲ့အတန်ကြီးလိုပါကြီးလို့တင်တာကွာအေးမြတ်တော့ပြန်ဆော့ဒီလာတိတ်တော့မကြောက်ဘူးကွာဒီကနေရှေ့ကိုတခါလေးရောက်အောင်တွားလို့ရမလားပဲမတည်ဘူးနော်တွားကြည့်တယ်မယ်ဗျတွားပြီဗောရောင်မြောက်တော့ what the fuck ဒီကွာနေဟိုဆောနာတော့နည်းနှီးတော့ဖြစ်တော့ဒီတော့ရှေ့ဘောကိုခိုင်းတွားကြည့်လိုက်မယ်ကွာရရင်လည်းအမြဲပေါ့ကွာမရရင်လည်းပြန်စားဖို့မရတော့ what the fuck ပဲရောင်ကြီးဘလို့မရဘူးကွာဆိုငါ AC game စီရဆော်ပါရတခုဝင်ခဏတစ်ဖြုတ်နားပြီးမှအဲ့လိုမျိုးလိန်ရွာရှိမှကျွန်တော်ကဘိုးတစ်ပေါက်ကိုပြန်ပြီးအဲ့လိုမျိုး AC ကြီးစီသွားလောလို့မရအောင် AC ပဲနော်ဟုတ်တယ်မလားလောရင် short သွားမယ်ကျွန်တော် AC ပဲနောက်ဆုံးတော့ကြောက်တယ်ခင်ဗျာအဲ့လိုပေါချင်းကြီးသွားရင်နောက်ဆုံးတော့ကြောက်တယ်ဘာဖြစ်အဓိကရောက်ဖို့ကြီးကြည့်အကြောင်းလို့ရောက်ဖို့အကြီးကြီးအော်ရောရှေ့မှာဘာကြီးလဲ what the fuck ရှေ့မှာစက်ရုပ်ကြီးဝေးစက်ရုပ်ကြီးတုတ်ကြီးနေရော what တုတ်ကြီးနေငေါ့ပြင်းတော့မှမသိဘူးရင်ငေါ့ကိုဘက်ကောက်လာဘာဖြစ်သူပြင်းမပြင်းကွာငါ9ရောက်တော့ရေးကြီးတယ်ကွာငါဆောက်ဆန်ရောက်ရေးကြီးကောက်
အေးအဲ့မှာပြင်းခံရသွားပြီးပိတ်မိသွားအဲ့ဒီပြန်စားလို့ရဟုတ်တယ်မဘာဖြစ်ကိုကတော့ကောင်းနေရတီမီဆိုရင်တော့မှကိုကတော့ကောင်းမယ်နေကငါစောနာခလုတ်တော့လှည့်ခဲ့ပြီးသွားပြီးတော့ဖယ်တော့မှလည်းပြောဒီလိုတော့မှာအော်ဒီမှာဒီကပေါ်လီကငေါ့ဆောင်နေတော့ကွာအောက်ဆောင်အဲ့တူကြောက်ရယ် what ပြုတ်ကြောက်ရယ်ဘေးပြုတ်ကြောက်တူရှိုရပြုတ်ကြောက်တော့တူပြန်လာသေးဘူးတော့ရွာငါတူမဆောင်တော့အဲ့လိုစိတ်ထားကောင်းတာနော်မင်းကိုဆောင်နေလို့ကိုပြန်မစားအဲ့ပြောတူဆောင်လို့ဟုတ်တယ်မလားဒါထောင်ဖောက်တာပဲကွာတို့ဒါထောင်ရဲ့အပြင်းမှန်လားမသိဘူးထောင်ရဲ့အပြင်းမှန်မှာငါတို့မောင်းမိုက်နေလောက်မိုက်ညာကြီးတော့ဖြစ်နေရွေးဒီမှာတော့ငါတို့မိုးလင်းနေတယ်လို့ရှိပြီမဲ့ပြင်းမှန်မှာတော့မောင်းမိုက်အဲ့လိုမတည်ငါပြင်းတော့မထုတ်ဘူးကွာကဲငါတို့အပေါ်တော့တက်လာအပေါ်မှာဘာရှိမလဲတော့တည်ဦးရဒီမှာကျုံဘာလဲရှိမှာ energy drink ပဲကွာအဲ့ energy drink ပါလေဒါကျွန်တော်မြန်မာနိုင်ငံမှာဆိုဒါ speed အားကြောင့်ဆွမ်းနာငါတကူထွက်ရပြောက် speed အချိုကြီးပဲကွာ speed အချိုကြီးအားကြောင့်ဆွမ်းနာတကူထွက်ရပြောက်နောက်တကူထထုံပါကွာကောက်လေကွာ speed ကဘယ်ကိုထွက်ပြေးရအောင်တော့ဒီ speed ကောက်ပြီးတော့ဘာပြောရလဲမသိဘူး speed ကောက်ရတော့ဘာပြောမြန်ဆန်နေမှာညောင်ဒီ speed က game မြန်နေဟာမြန်မာနိုင်ငံ speed နဲ့မတူဟာဒါဆိုရင်ပြီးပြီဒီကွာဒီရှိကိုပြေးအောင်မလားအရှင်ယူရောခုံနေဗျာဒီမှာခုံနေဗျာလုကြရဗျာရှောတယ်ဗျာမျိုးဒါအစမဟုတ်တယ်မလားဘယ်သူမှဆိုအစမှာတော့လွဲတယ်ဗျာဒီခါတော့ရရမယ်မုံဒါနှစ်ကြိမ်မြောက်မလို့နှစ်ကြိမ်မြောက်ကတော့လူရင်းဖြစ်တယ်သုံးကြိမ်မြောက်ဆိုရင်ရရမှာကြည်နေလိုက်ကွာရောအမှမြန်လာမင်းလုံးဝနတ်စတော့ရအောင်ခုံကြသွားတော့မင်းရောအမှရောအမှ hey wait အမလာပါညာဘာလို့လဲ what the fuck တော်ရွာမဆောင်တော့သူဘာမှပြောတော့သူလည်းငေါ့ဆိုတော့ကပြင်မပြောဘူးဆိုရင်မဲ့ရှော့ပါand နီးကြသူတို့လည်းရှော့လိုက်မြသူတို့လည်းငါရှော့လိုက်ရှော့ပါတော့ငါတော့မတော်တာအဲ့ဒီကနေ့ငါ next တော့ခေါ်ရမယ်ကြည့်ဒီအားရောတော့လုံးဝ next တော့ဒါမှရောက်ခိုင်းနေရင်တော့ next တော့ခေါ်လို့ဖြူအေးစီခုံမရမယ်လို့ပြောရှိတယ်ကွာရှော့တော့ပြန်ပြေးမယ်ရှော့ရော့အမှတစီကြီးရော့အမှငါတော့ပရိုပလီရကြခုံတဲ့တယ်ဟုတ်တယ်မလားရော့ကြည့်လိုက်မကြည့်ရတော့လေရော့အမှတကွာရော့ပေါ်တီရနော်ငါခုံနေတော့what the fuck ပြုတ်ကြပါရောအဲ့လိုမျိုးရောက်ခါညီအောင်ပြုတ်ကြတဲ့ခံစားချက်ကြီးစိုးတယ်ရောက်စီရမယ်ဒီနားမှာရအောင်2000လေးရေးရတော့3000လေးရေးရတော့ကြာတော့ဘူးမလားလုကြတော့ရင်ပြောလို့ရှိတယ်ကျော်မရဘူးကွာ2000လေးရေးရတော့ကြာသွားနိုင်တယ်လို့ဆိုပေမဲ့လေဒီတစ်ခါရတရားမင်းတို့ကြည့်နေလိုက်ပါမင်းကြည့်နေရော့ရှော့အမှရှော့မင်းအမှန်ကြီးပဲပြောတာမောဒီခါမင်းဘရုံဆိုကိုရောက်အောင်ခုံပြမကြည့်ရင်တော့ရော့မကွာရော့နင်းဖြူးရင်းကြီးခေါ်မယ်ရောက်ခါနီးပြုတ်ကြတဲ့ခံစားချက်ကစိုးရဆိုပြီးမှပြုတ်ကြတာနော်တော်ပြီဒီခါရောက်โอเคရောက်သွားပြီရောက်တာနဲ့ရောက်ဒီ speed ရဲ့ဒီ speed ရဲ့တန်းကုန်လာတော့ရောက် speed ရဲ့ထိတာကြရအမင်းကော့တီဘုံကစမ်းချင်းကိုက်အမြန်လုံးပေးတာဒီမစိုးပဲအဲ့ speed ကိုပြင်မဝင်ရကောင်းပါဘာလို့ဆောင်းမြန်ညောဒီမှာ close ရှိနှိပ်တယ်ကွာclose မဟုတ်ဘူးတော့အောက်ကိုဆွဲချမင်းလိုမျိုးပေါ့နော်ဒီမှာမ close ဒီ close ကိုနေတော့ဖြစ်သွားတယ်မကြည့်ဘူး regen ဆိုပါလေဒီမှာတော့လေကားကိုတော့ခိုင်းလို့ရတယ်အဲ့တော့တည်ကျွန်တော်မတည်လေကားကိုဘယ်နှသွားထားရမှာလဲမသိဒီလေကားကိုညောဟိုဘက်ထိသွားကြည့်တယ်ဒီမှာကျွန်တော်ကိုလုံးရှိရတယ်ကိုလုံးရွှေလုံးယူခဲ့ရမယ်ရွှေလုံးကယူမရမယ်ဘယ်လိုပဲဖြစ်ဖြစ်ဘာလို့ဘာလို့လဲနမကက်ပြီအဲ့လိုမျိုးဒီလိုမျိုးလေကားယူပြီးထောင်ပြီးတက်ရမှာလေမတည်ဘူးလားမင်းတည်ဘူးလားကိုကောက်ဘာလို့လဲငါမန်းကြီးကောက်လို့ဘယ်တော့ကောက်လို့မရလဲရောင်တာကောက်လို့မရလားတော်ရွာကောက်လို့မရဘူးမဆိုင်တော့နမထားအေးရပြီငါညောမကိုက်သေးဘူးစောက်လို့အဲ့စောက်လို့ငါဘလို့တက်ရမှာလဲကွာโอเคကောက်ပြီးတော့ဒီလိုတက်ရပြီဒါဆိုရင်
ရော့ခုံတက်မင်းငါတောင်းတော်တယ်နေမမင်းတော့ငါကြဆရာကြီးပဲမင်းကြည့်နေလိုက်တော့ဒီမှာလေးရဒီလေးရဘယ်ကိုတွန်းမှလည်းမကြည့်ဘယ်ကိုတွန်းမှလဲတော့ငါလည်းမကြည့်ဘူးထားဒါပေမဲ့တော့ကောင်းငါပြတ်တော်မှရမယ်ကွာနေရောအဲ့လိုမျိုးညနောက်ကိုတွန်းနေရဒီကောင်ကနောက်ကိုတွန်းတာဆိုခိုးပြီးတော့တွန်းရနည်းနည်းလေးပုံမြင်မယ်ရှင်နေရော့ချိုးဒါပေမဲ့โอเคခိုးပြီးတော့နည်းဘလောက်ပဲတွန်းနေပါလိမ့်စီဒီချွေဟိုးတော့ငါမရအောင်ယူရွှေယူမရမယ်လေဟုတ်တယ်မလားဒီမှာဒါဆိုရင်ငါချမ်းသာပြီကွာရွှေတုံးနေတယ်အများကြီးဆိုလေတည်ရမလားအဲ့ဆိုရင်ငါဆောင်းရင်ချမ်းသာရဲ့တတိဖြစ်ပြီထောင်းပြီးမရောက်တဲ့နဲ့ပါမီမီလီယံနာတွေထရီလီယံနာတွေပြောဖြစ်သွားတယ်ဝါမီရွှေတုံးတွေလောက်ရထားဆိုဟုတ်တယ်မလားအဲ့ဒီလောရင်ထောင်းပြီးရောက်ဖို့အရေးကြီးတယ်ကွာထောင်းပြီးရောက်ဖို့ငါဘလောက်လိုသေးလဲတော့မသိဘူးကွာဒါဘလောက်ပဲတိုးနေဝလိစီအမေကစူးစမ်းမယ်နေဝဒီမှာကြဘာရှိရတယ်နေဝဘေးရပြနေပထမဆုံးအနေနဲ့ဒီအောက်ဆုံးကဘေးကိုပိတ်ပြီးတယ်ဒီအောက်ဆုံးကဘေးကနေဝဒါဘာကြီးစားတဆွမ်းငါလာခဲ့တယ်ဒီဘေးကိုစမ်းပေးရတယ်မရပါဖြစ်မလားနေဝငွေထွက်တဲ့ဟာ3ခုလေတခုတော့ပိတ်သွားတယ်ဒီမှာလက်မှန်ကြီးပြရဲဆိုငါတို့တော့မှန်နေရောထင်တာပဲပေါ့နော်โอเคဒါဆိုရင်တော့မယ်ပေါ်ပြန်တက်မယ်ပေါ်ပြန်တက်ပြီးတော့ကျန်နေသေးတယ်ဘဲ3ခု2ခုကိုတပိတ်ရမယ်ပေါ့နော်အဲ့ဒီဘဲ2ခုကတစ်ခုကတော့ဒီနားလေးမှာပဲရှိတယ်တစ်ခုကတော့အောက်မှာရှိမယ်တင်တယ်နေဟိုကဒီဘက်မှာ6ရှိရဲဆိုတော့ငါတိတယ်ဘယ်ရမလဲငါသွားကိုယူမှာအဲ့မယူလို့မရအောင်ငါယူမှရမှာဟုတ်တယ်တော့ကောင်ပိတ်โอเคဒါဆိုပိတ်ပြီးသွားပြီဆိုတော့ကငါတို့သွားလို့ရပြီလေဟုတ်တယ်မလားငါသွားကြည့်နေခီကိုသွားလို့ရပြီဘာလို့ဆိုဒီအငွေးကြီးထွက်တဲ့ဘိုက်ဒီကအငွေးထွက်တော့မလားဟုတ်တယ်ငွေးထွက်တော့ဒါဆိုရင်ငါရှိဆက်သွားလို့ရပြီဟုတ်တယ်မလားငါသွားတော်ရတော့မင်းကြည့်နေတယ်မင်းငါလုံးဝမျိုးတော်တာကွာငါတားတော်တယ်ဒီမှာသွားလို့ရ ACC ပဲဒီမှာဒီကွန်လန်နဲ့အတန်ကြီးဘဲအောင်လိုက်နေကျော်တက်နေဝဒီရေးတိုင်းရဘဲနေလိုက်ဒါရီဝနေဝငါလမ်းလျှောက်နေဒီတိုင်းပြောက်သွားပါလေကွာတော့ငါရဲ့လမ်းလျှောက်တိုင်းမှန်းမသိဘူးလားနေအဲ့ဆိုရင်တမ်းရှိလမ်းလျှောက်ရင်ဒါဆိုငါကိုချီရန်ကိုပြန်လဲနေပေါ့ကွာဒါကြဟိုဘက်ကိုတွန်းမှာကွာဟိုဘက်ကိုတွန်းမှာဆိုတော့ဒါရီကိုခုံအောင်မှာထင်တယ်ဟောနည်းနည်းဒီကိုကြီးနဲ့လွတ်သွားရဲ့ကွာဒါမဲ့အဲ့ရွှေတော့ကတော့ညရှော်ပါဟိအဲ့ရွှေတော့ကတော့စကားမပြောလို့ရောလို့ရှိသေးရဲ့ရှော့သွားပြီဘာဖြစ်အဲ့ရွှေတော့ကတော့ငါတော့ကဘာဖြစ်ဒီလိုနေရာရတဲ့ငါတော့က TCD ပဲကွာမင်းတစ်ခါပဲတည်မယ်မင်းတစ်ခါမတည်ဘူးမင်းကြည့်နေနိုင်မင်းအမှန်ကြည့်ဟောတစ်ခါမတည်ဘူးဒါဒီဝတ်တက်ရမယ်ထင်တယ်မြတ်ကျွန်တော်ထောင်းနေထွက်ပြီးတာတော့ချင်းတော်ကြာနေပြန်ကိုတစီခီးကဘယ်လောက်ထိရောက်နေလဲတော့မသိဘူးတော်တော်ကြီးရောက်ပြီးထင်တယ်ဟောဘယ်လိုကြီးပြန်ပြုတ်ကြပါဟောပြန်တက်တော့လား what the fuck ပြန်တက်အောင်နေဝါရောငါဟိုသွားအောင်မလားငေးတက်ပြီးတော်လေးပြန်တက်သေးတော့နေဒီမှာရွှေရှိခုံချโอเคဒါဆိုရင်ဒီဘက်ကိုတော့သွားလို့မရဘူးကွာဒီဘက်ကိုသွားလို့မရဘူးဆိုတော့ရောရှိမဟုတ်စဖုံးလားစဖုံးရောပန်ကြီးကောင်လားနှစ်ပန်ကြီးကန်ရပြောကြောင်ပန်ကြီးကန်ပြောငါ့ကိုပြင်းတော့မှမသိဘာပဲကွာသူကပြင်းနေဆိုတော့အောက်မှာသူ့ရဲ့အတက်တာမကြည့်ပြဒါဆိုရင်တော့ငါလည်းသူ့ကိုပြန်ပြင်းရမှာမချင်တယ်ကွာအေးရရဲသူပြင်းပေါ့ဘရိုရဲ့ဘရိုကပတ်တီးကွာကျွန်တော်ကပိတ်တီးကွာဘာပဲအားရောရှေ့မှာလက်နဲ့တခုရှိရဲကွာဒီမှာကျွန်တော်တနက်ပဲကွာဒါတီးရင်ပြည့်ရတဲ့တနက်ပဲကွာဒီတနက်နဲ့ငါဒီစပူမီပတီးကိုပြည့်ရတယ်ခင်ဗျားတည်တယ်ခင်ဗျားတွေးတော့ရော့ခဏတည်ရင်ခင်ဗျားတည်ရင်ညောက်ခဏတက်ဘရိုတက်ရော့ဘရိုတူပေးတယ်ရှို့ရောဟုတ်တယ်ဟာခေါ်ရရောနှစ်ချက်တိသူ့နှစ်ချက်ကတော်တော်နာတယ်ဟာငါပြည့်နေရရဲ့တာမနာသူကပူနာရဒွိုင်းရီတော့ပန်နေကွာငါစားရလူကအေးကွာဟုတ်လားအဲ့ဒီတေးဝါးကြီးဆိုတော့ကျွန်တော်
ရှေ့ဆက်သွားအောင်နော်ရှေ့မှာဒီမှာကိုကောက်ကိုကောက်အောင်နင်းဒီတရားကြီးကဘလို့ကြီးလဲအောက်ကိုဆင်းလိုက်အောင်တူကတော့မရပြအနင်းကရှေ့ကိုနေကြည့်တယ်ဘလောက်နဲ့လဲလို့ဦးသွားပြီ what the fuck ဘေးရောက်ကုန်လာလေညောင်ပြောရငါလေးပေါ်ပြန်ပြီးဘေးရောက်ကုန်လာနေမသိတော့ဘေးရောက်ကုန်မှလည်းမသိတော့ထားပါရောက်ကုန်လာနိုင်ငံရန်ရောက်ကုန်လာဘေးရောက်ကုန်မှမသိတော့ဝါရောက်တော့ရောက်အေးပါပြီအဲ့ပေါ်ကနေပြုတ်ကြတော့ငါမသိဘူးဆိုတော့ငါနေထူးနေရဆရာဖြစ်နေနေထူးနေတော့မှအဲ့မျိုးဆိုတင်တီသွားတယ်ငါမသိဘူးဆိုတော့မင်းငါနေထူးနေတော့ပူကျန်းတော့မင်းတို့ကနေထူးနေရဆရာကမင်းတို့ဘာမှမတ်ဟာဒီမှာလေတာတွေပဲအဲ့လေတာရဲ့ဘလူးရှောင်းမှာလည်းတိတ်ပြီးတော့အနေဝဆောနာတခါရမရဘူးဆိုတော့မင်းဒီခါတော့တိကျဝရမှာမင်းကြည့်နေလိုက်ကွာယောမင်းရလေတခါပဲဒါမျိုးတွေကမင်းငါ့ကိုလောလို့ရတယ်ဒီကောင်လေးတခါပေါ့မင်း easy ပဲဟုတ်တယ်မလားဒါလေးရောမင်း easy ရှောင်းလို့ရမကြည့်လိုက်နောက်ဆုံးတစ်ခုပဲကျန်တော့တယ်မှာအဲ့လိုမျိုးရှောင်းရဲမင်းတို့ကောင်လေးဘာမှမသိဘူးအောင်ပြုတ်တော့မကြတယ်လေပြုတ်ကြမကြနဲ့လေအေးတော်သေးရပေါ့အဲ့လိုမျိုးခေါင်းပြန်တက်လို့ငွေပြုတ်ကြပြီးရှော့နေတော့โอเคဒါဆိုရင်ကျွန်တော်ကဘယ်လိုသွားမှာလဲရှေ့မှာများပြဒီများပေါ့ဒီများနဲ့ဒီအပေါ်တက်မှာတယ်များပြထားဆိုတော့အပေါ်တက်မှာတယ်ပြောဟာဒီမှာလည်းခလုတ်ရှိရပဲပေါ့ခလုတ်နေဒါဆိုရင်ကျွန်တော်ဒီကောင်နေယူလို့ရပြီချင်းနဲ့ယူပြီးတော့ပြန်မတော့ထားမှာတယ်အောက်ကိုဆင်းဒီမှာရှေ့မှာကျွန်တော်လန်ကင်း what the fuck သွားပြီခေါ်ဟျောင်းဒီမှာနော့အဲ့တက်သွားပြီဟာငါဒီလောက်ကြီးဆော့လာပြီးမှကွာနော့အဲ့ကောက်တက်သွားတယ်လို့ bro ပဲကြည့်လိုက်တော့ဘာမှလုပ်လို့မရတော့ဆိုအဲ့ဒါပြောတာကဲကျွန်တော်အားလုံးမင်းချင်းနေကြမယ်လို့မျှော်လင့်ပါတယ်ဒါကိုကျွန်တော်ဒီ episode 2အနေနဲ့ပြန်လာခဲ့ပါမယ် episode 2မှာကျွန်တော်မနိုင်နိုင်အောင်ဆော့ပြပေးတော့ပါမယ်ကျွန်တော်အမြဲဆုံး only နဲ့ပကံလုံးစီးပြီးတော့ပြန်လာခဲ့ပါမယ်အားလုံးပဲအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်အောင်အထူးကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့တလောက်ပါဘိုင်